ဟိုးရှေးရှေးတုန်းကတောင်တန်းကြီးရဲ့အနားမှာရွာကလေးတွေရွာရှိပါတယ်။အဲ့ဒီရွာမှာမိုးကြိုးလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ရှိတယ်။သူ့မှာထူးခြားတဲ့စွမ်းအားတစ်ခုရှိတယ်လေ။သူကကောင်းကင်ကလျှက်စီးတွေကိုခေါ်ယူနိုင်ပြီးမိုးတိမ်တွေကိုလည်းကစားနိုင်တာပေါ့။မိုးကြိုးဟာအရန်ကျင်နာတတ်တဲ့တရေကောင်းလေးပါ။သူဟာသူ့ရဲ့စွမ်းအားကိုတငယ်ချင်းတွေကိုကူညီဖို့ပဲအသုံးချလေးရှိလေ။တငယ်မှာတော့သူနဲ့သူ့ရဲ့တငယ်ချင်းမလေးလင်းလင်းတို့လေကွင်းထဲမှာကစားနေကြပါတယ်။မိုးကြိုးကလေညင်းလေးတွေကိုခေါ်ပြီးလင်းလင်းရဲ့စွန့်ကလေးမြင့်မြင့်ပြန်တက်အောင်ကူညီပေးနေတာပေါ့။ဒါပေမဲ့တညမှာတော့မိုးတမုန်တိုင်းအပြင်းအထန်တိုက်ရောက်ခဲ့ပါတယ်။မိုးသေးတန်စွာရွာသွန်းပြီးတောင်ပေါ်ကကြောက်တုံးကြီးတုံးလိမ့်ကြလာကရွာသေးကိုစီးဆင်းနေတဲ့ရေမြောင်းလေးကိုပိတ်ဆို့သွားပါတော့တယ်။ရွာကလူကြီးဖြစ်တဲ့ဦးထွန်းကစိုးရိမ်တကြီးနဲ့ရေမြောင်းကိုကြည့်နေတယ်။ဒီကြောက်တုံးကြီးကိုမဖယ်နိုင်ရင်ငါတို့လေကွင်းတွေရေမရပဲဖြစ်စည်းကုန်တော့မှာပဲလို့သူကညည်းသွားလိုက်တယ်။လင်းလင်းကမိုးကြိုးရဲ့လက်ကိုဆွဲပြီးမိုးကြိုးမင်းကူညီနိုင်မလားမင်းမှာစွမ်းအားရှိတယ်မလားလို့မေးလိုက်တယ်။မိုးကြိုးကပြုံးလိုက်ပြီးငါအစွမ်းကုန်ကြိုးစားကြည့်ပါမယ်လို့ရဲရဲဝံ့ဝံ့ပြန်ပြောလိုက်တယ်။မိုးကြိုးဟာကြောက်တုံးကြီးရှိတာတောင်ကြီးကိုတယောက်တည်းထွက်လာခဲ့ပါတယ်။လမ်းမှာမိုးတိမ်တွေကသူ့ကိုအဖော်ပြုတ်နေကြတယ်။ကြောက်တုံးကြီးကတကယ်ကိုကြီးမားလွန်းလို့ဖယ်ရှားဖို့မလွယ်ကူလာပါဘူး။ကြောက်တုံးကြီးနားကိုရောက်တဲ့အခါမှာတော့ကြောက်တုံးအောက်မှာငှက်ကလေးတစ်ကောင်ညက်နေတာကိုမိုးကြိုးတွေ့လိုက်ရပါတယ်။ငှက်ကလေးဟာအတောင်ဖာလေးတွေခတ်ပြီးအကူညီတောင်းနေရှာတယ်။မကြောက်ပါနဲ့ငှက်ကလေးရေငါမင်းကိုကယ်ပါမယ်လို့မိုးကြိုးကချော့မော့ပြောလိုက်တယ်။မိုးကြိုးဟာကြောက်တုံးကြီးကိုအားကုန်ဆုံးပြီးတွန်းကြည့်ပါတယ်။ဒါပေမဲ့ကြောက်တုံးကြီးကနည်းနည်းလေးမှမရွေ့ပါဘူး။သူ့ရဲ့တာမန်ခွန်အားနဲ့မရနိုင်ဘူးဆိုလားသူသိလိုက်ရတယ်။သူ့ရဲ့လျှက်စီးစွမ်းအားကိုတေချာထိန်းချုပ်ပြီးသုံးမှဖြစ်တော့မယ်။အဲ့ဒီအချိန်မှာတော့လင်းလင်းကရေဘူးလေးသဘိုးကိုင်ပဲမိုးကြိုးစီရောက်လာတယ်။မိုးကြိုးမင်းလုံနိုင်ပါတယ်။ငါမင်းကိုယုံတယ်လို့သူမကအားပေးစကားပြောလိုက်တယ်။မိုးကြိုးဟာစိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးကောင်းကင်ကနေလျှက်စီးအလင်းသားလေးတစ်ခုကိုဖိတ်ခေါ်လိုက်ပါတော့တယ်။ဂျင်းဆိုတဲ့အတန်နဲ့အတူမိုးကြိုးရဲ့လက်ကနေထွက်ပေါ်လာတဲ့လျှက်စီးဟာကြောက်တုံးကြီးကိုထိမှန်သွားပါတယ်။ကြောက်တုံးကြီးဟာအကွဲသွားပြီးအပိုင်းပိုင်းပြိုကျသွားပါတော့တယ်။ငှက်ကလေးဟာလည်းလွတ်မြောက်သွားပြီးဝမ်းသာအားရပြန်တန်းသွားပါပြီ။ပိတ်ဆို့နေတဲ့ရေတွေဟာလည်းရေမြောင်းတဲ့ကိုပြန်လဲစီးဆင်းသွားပါပြီ။ရွာကိုပြန်ရောက်တဲ့အခါမှာတော့တရွာလုံးကမိုးကြိုးကိုသူ့ရဲကုန်းတယောက်လိုကြိုဆိုကြပါသည်။ဦးထွန်းကမိုးကြိုးရဲ့လက်ပြီးမှာပန်းကုန်းလေးစွပြီးချီးမြှောက်စကားပြောလိုက်တယ်။မိုးကြိုးကတော့ကျွန်တော်ကကုညီယုံလေးပါလို့ရှက်ကိုရှန်ကန်ပြန်ပြောရှာတယ်။အဲ့ဒီနေ့ကစပြီးရွာကလေးမှာမိုးကြိုးဆိုတဲ့အမည်ဟာအားလုံးရဲ့ရင်ထဲမှာသူ့ရဲကောင်းအဖေတီရှိနေပါတော့တယ်။